United ရဲ့ရာသီကျော်ခြေစမ်းပွဲရှုံးပွဲနေပြမက်ဂကာရီရဲ့ Manchester United တို့ကဖင်လန်နိုင်ငံဟယ်ဆင်ကီမြို့မှာကစားခဲ့တဲ့ရာသီကျော်ခြေစမ်းပွဲမှာ Real Santos နဲ့ကစားခဲ့ပြီးတကူကိုမရှိနဲ့ရှုံးနိုင်ခဲ့ပါတယ်။လာရောက်ကြည့်ရှုသူပရိသတ်2000ကျော်ရှင်းမောင်းမှာကစားခဲ့တဲ့ဒီပွဲက United အတွက်ရာသီသစ်အတွက်ပထမဆုံးခြေစမ်းပွဲဖြစ်ခဲ့ပြီးပွဲဥထွက်ရှုံးပွဲလည်းဖြစ်ပါတယ်။ဒီပွဲစဉ်မှာ United နေပြကာရီကပထမပိုင်းမှာအသင်းမှာရှိတဲ့စီနီယာကစားသမားတော်တော်များများနဲ့ပွဲထွက်လာခဲ့ပါတယ်။ပရိသတ်တွေအဓိကဆောင်ကြည့်ခဲ့ကြတာကတော့ကစားသမားသစ်တွေကိုပဲဖြစ်ပြီးချက်စီကနေယူရို48တန်းနဲ့အသစ်ခေါ်ယူထားပြီးပွဲထွက်ခွင့်ရလာတဲ့ကွင်းလယ်လူအန်ဒရီဆန်တိုပဲပါဝင်ကစားပေးနိုင်ခဲ့တာပါ။ဒီဘရာဇီးသားကတော့ United ကွင်းလယ်မှာပုံစံကောင်းပြသသွားခဲ့ပြီးတည်ငြိမ်တဲ့ခြေစွမ်းနဲ့ဘောလုံးပေးပို့မှုကောင်းတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ပြိုင်ပွဲတင်ကအချမ်းမြန်ရှိအသင်းဖြစ်တာမို့ပထမပိုင်းမှာတွေက United တို့ပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဘတ်ထရစ်ဒေါဂိုရဲ့ကန်ချက် Real နောက်ခံလူဖြတ်ထုတ်လို့လွဲချော်ခဲ့တယ်လို့ဒိုက်ဆင်မူဇာစီရဲ့ကန်ချက်ကလည်းကိုရရှိလို့နေပါဖြစ်ခဲ့ပါတယ်။ပွဲကစားချိန်36မိနစ်မှာမေဆန်မောင်းရဲ့ထောက်ငမော်ကနေ Real ဒိုက်ဆင်မူဆန်စမစ်ကိုကိုကောင်းတိုက်သွင်းပြီးမလို့ဖြစ်ပြီးဘာရန်ထိခဲ့တာက United အတွက်အနည်းဆက်ဆုံးကိုရမယ့်အခွင့်အရေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကိုသွင်းပြီးမလို့ဖြစ်တဲ့သူကပဲအနိုင်ကိုသွင်းသွားတယ်ဆိုသလိုဖြစ်ခဲ့ပါတယ်။ပွဲကစားချိန်39မိနစ်မှာ Real တို့ဘယ်ဂျန်ကနေအကွက်မြင်မြင်တွဲလုံးနဲ့တိုက်စစ်ဆင်လာပြီး Lewis O'Brien က United နောက်ခံလူမှာကွဲရကာကွယ်နေတဲ့ဂျားတွေကနေဖျက်တင်ပေးလိုက်တာပါ။ဒီဘောလုံးကို Man U Academy ထရဟောင်းနဲ့ဖြစ်တဲ့ Real တိုက်စစ်မှုဆန်စမစ်ကအဝေးတိုင်းမှာအလွတ်ကြီးပိတ်သွင်းပြီးတော့ United အသင်းကိုဂိုးသွင်းယူသွားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့နေပြမက်ကယ်ဂါရီကကစားသမား17ယောက်လုံးကိုလဲလှယ်ပြီးတော့လူငယ် Academy ကစားသမားလေးတွေကိုအခွင့်အရေးပေးသွားခဲ့ပါတယ်။အလားတူပဲ Real အသင်းကလည်းကစားသမား10ဦးထိလဲပြီးတော့ဒုတိယပိုင်းကိုပြန်လည်စတင်လာခဲ့ပါတယ်။ကိုလီယာလီစီဝေတယ်လီတို့ပါဝင်လာတဲ့ United လူငယ်ဖွဲ့ကဒုတိယပိုင်းပထမမိနစ်20လုံးလုံးဘောလုံးကို Dresser ကစားပြီးတော့ Real ကိုဖိအားပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် Chelsea ရဲ့ပါနတ်တဲ့ဘောလုံးဆွဲပြေးမှုတွေနဲ့ဒန်ဂိုရဲ့ဖြစ်တင်ဘောကနေဝီတလီပိတ်ခွင့်ရခဲ့တာတွေကရင်ခုန်စရာကောင်းမွန်ခဲ့ပါတယ်။ဒါပေမဲ့ Real ရဲ့ဝိုင်းနောက်တန်းနဲ့ဂိုးသမားဒန်နီယယ်ဝါတို့ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့လို့ United တို့ခြေပကိုတော့မရခဲ့ပါဘူး။ပွဲပြီးကနေနောက်ဆုံးဆက်ကမှာ United တို့ပနတီရတဲ့အနေထားရှိခဲ့ပေမဲ့ဒန်နိုဂျီကမျက်ကွယ်ပြုခဲ့လို့ပွဲပြီးမှတော့ Real ကပဲတကုတ်ကိုမရှိဆိုတဲ့ရလနဲ့ United ကိုအနိုင်ယူသွားနိုင်ခဲ့ပါတယ်။ဒီပွဲစဉ်ရှုံးပွဲက United အနေနဲ့ Real အသင်းကိုခြေစမ်းပွဲ2ချိန်ဇက်တိုက်ရှုံးနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။ကမ္ဘာ့ဖလားပွဲစဉ်တွေကြောင့်ကစားသမားအသစ် Dalimas မပါဝင်နိုင်သေးတယ်လို့တိုက်စစ်က Sheshko, Bruno, ကိုညာနဲ့ Martinez တို့မပါဝင်နိုင်သေးတဲ့ United အတွက်တော့ပွဲတွင်ကစားသမားတွေချိတ်ဆက်မှုလိုအပ်ချက်တွေရှိနေသေးတာကိုပြသသွားခဲ့တဲ့ပွဲပါပဲ။ Real ကတော့ဒီပွဲစဉ်ကသူတို့ရဲ့ရာသီကျော်ခြေစမ်းပွဲဒုတိယပွဲဖြစ်ပြီးကစားသမားချင်းချင်းနားလည်မှုအပိုင်းပို့ပြီးတော့ကောင်းမွန်လာတာကိုတွေ့ခဲ့ရပါတယ်။နှစ်သင်းမှာဂိုးပေါက်ကန်ချက်က4ချိန်သာရှိခဲ့တာကြောင့်ပွဲကအနည်းငယ်ဆွဲဆောင်မှုနည်းနိုင်ပါတယ်။ဒါပေမဲ့ခြေစမ်းပွဲဖြစ်တာကြောင့်ကစားသမားတွေရဲ့ခြေစွမ်းခြေစားကနေပြတွေတက်ပို့ပြီးတော့အရေးပေးစောင့်ကြည့်ခြင်းစရာကိစ္စမျိုးပါ။ရာသီကျော်မှာအသင်းရဲ့ကစားကွက်ကစားသမားတွေရဲ့အားသာချက်အားနည်းချက်လိုအပ်တဲ့နေရာအတွက်ကစားသမားဖြည့်နိုင်ဖို့ရှာဖွေရေးခြေစမ်းပွဲခရီးစဉ်တွေကနေပြည်သက်တွေတိုးတက်အောင်ပြုလုပ်နိုင်တာတွေကခြေစမ်းပွဲစီစဉ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်တွေပါပဲ။ United တို့နောက်ထပ်ခြေစမ်းပွဲအဖြစ်နော်ဝေနိုင်ငံမှာ Rosenborg အသင်းနဲ့တောက်ကြနေမှာဆက်လက်ကစားသွားရမှာမို့ဘယ်လိုပြင်ဆင်လာမလဲဘယ်ကစားသမားတွေကိုပွဲထုတ်လာမလဲဆိုတာစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။